ကျွန်တော်ကုမ္ပဏီမှာလူတော်တွေခေါ်လို့မရဘူးဆိုရင်ကျွန်တော်တို့အလုပ်ထုတ်အောင်မှာဖြစ်ပါတယ်အဲ့ဘာကိုပြောရလဲဆိုကုမ္ပဏီမှာအမိုက်ထုတ်တွေတော်တော်များနေပြီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဘယ်လိုလူတွေကိုထုတ်တင်တာလဲကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ဘာလဲဆိုရင်ဒီလူ၄မျိုးရှိနေပြီဆိုရင်တော့ကျွန်တော်တို့ကမြင်မြန်ထုတ်ဖို့လိုအပ်တယ်ဒါကျွန်တော်လုပ်ငန်းရှင်တွေအနေနဲ့ဒါတိကိုတိထားရမယ်ပေါ့နော်ခေါင်းဆောင်တွေအနေနဲ့နံပါတ်1တစ်ခုကတော့ဘယ်လိုဝန်ထမ်းမျိုးလဲဆိုရင်အပြောကြီးပဲရှိတဲ့လူမျိုးပေါ့အလုပ်မလုပ်ဘူးအဲ့မှာသူ့မှာ theory တွေအများကြီးပဲသူ့မှာအကြောင်းအရာတွေအကြောင်းရင်းတွေအများကြီးပဲအပြောကောင်းပြီးဘာမှအလုပ်မလုပ်တတ်တဲ့လူတွေရှိတယ်အဲ့လိုလူတွေရှိရင်ကျွန်တော်နံပါတ်1ထုတ်အောင်မှာဖြစ်ပါတယ်နံပါတ်2ကဘာလဲဆိုရင်တခုခုဆိုရင် volleyball ပုတ်တာပေါ့တကယ်ဟိုဘက် department မကောင်းလို့ဒီဘက် department မကောင်းလို့ဆိုသူပြဿနာမရှိဘူးတခြားလူကြောင့်အများနဲ့ volleyball ပုတ်နေတဲ့လူတွေရှိနေပြီဆိုရင်နံပါတ်2ကျွန်တော်ထုတ်အောင်မှာဖြစ်တယ်နံပါတ်3အရန် toxic ဖြစ်ပါတယ်ဘာဖြစ်လဲဆိုရင်သူကအထွဲမှာ gang ခွဲတယ်ပေါ့နော် politics စဆိုပြီးလူနဲ့ကတဲ့လားမတဲ့ဘူးမင်းတို့ဒါ TPP လားဆိုစီးအောင်နေတေးလေး group လေးတွေဖြစ်တာအဲ့လိုမျိုးလူရှိလာပြီဆိုရင်လည်းကျွန်တော်ထုတ်အောင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်အကျင့်စာရိတ်တာပိုင်းပေါ့နော်။ဘာလဲဆိုရင်ကိုကလောဘကြီးပြီးတော့ဟိုပစ္စည်းလေးလဲလိုချင်ဒီပစ္စည်းလေးလိုချင်ဒီလေးလဲလိုချင်တယောက်နဲ့တယောက်ဂျားထဲမှာဘာဖြစ်လဲဆိုရင်ဒီကိုယ့်ရဲ့လောဘစိတ်ကြောင့်မလို့ကိုချင်းသိက္ခာကိုမစောင့်ထိန်တဲ့ဝန်ထမ်းတွေရှိနေပြီဆိုရင်လဲဒါထုတ်အောင်။အဲ့တော့ဒီ၄ခုကိုမထုတ်ဘဲနဲ့ကောင်းတဲ့ဝန်ထမ်းတွေမရောက်လာနိုင်။အဲ့တော့ကိုယ့်အဖွဲ့ထဲမှာဒီ၄ခုရှိရဲဆိုရင်တော့အမြန်ရှင်းဖို့လိုအပ်ပါတယ်။ Thank you